အမလေး ထည့်ပေးတယ် ကျမရဲ့သမီးမကအာနှစ်ပကံတော့ရှိ မနဲ့နဲ့ပဲ နှစ်ပကံတော့ရှိပြီမှာ အမအဲ့ဒါကုန်ပါရဲ့ ကျမတို့တိုးစရာအစုံအမအောက်မှာဖဲပြ ခဲအောင်ပြပြအိမ်မအောင်ပြပြ တို့ရဲ့စကားရဲ့ရိုင်းဆိုင်နေမှာအောက်လုံးကြီးမပါနိုင်ကမကြိုက် အဲ့ဒီဘာတို့ကြပါကောင်ခဲပြအောင်ပြောလေ ဘူးအဲ့လိုပြောနေတိုးစရာပကံမကြည့် ဟုတ်ပါဆန်ကတော့ဒီကျူးမလား ဟဲ့လေဒီဟော ဘူးစင်းကြိုက်လို့ပြနေငါ ခဲကတော့ဒီရောမလား အေးကြိုက်လို့ပြ မြုပ်တိတိမကြိုက်ဒီတိုင်းလေးပဲ ကျဲဥကျော်ကျက်သွန်နဲ့ခောက်ပြီးတော့ညစ်ပစွန်နဲ့ကျော် အစိမ်း ဒါဆုညက်လိုက်ရင်ငပိရေ ဟုတ်တယ်ဟာကြောက်ကြမှာဟုတ်လား ဒါဆုညက်လိုက်ရင်ငပိရေ ဒီအဒီတခြားလည်းခံ ဒါတိုးစရာအစုံတခုချင်းတော့ပြောလို့မရတော့ကျွန်တော်များလို့တပြေးလုံးမလားဒီပကံအရှိ300အမ ဘာအဆက်စား မအောင်စားကားလာမှဒီနေ့ ကောင်းပါလေ ခိုင်းနေလေ နည်းနည်းမလေးပါ ကပိတို့စရာအစုံတဲ့ကြက်ကြော် မတွေ့ကြဘူးလားပြောဟောမတွေ့ဘူး ဒီထက်မှာကျမပကံလေးကစားကျင်စရာအကောင်းဆုံးပါနော် မစားသေးဘဲနဲ့ကြိုက်ပြီ ဟုတ်ကဲ့ဆိုရအပင်ကြော်မယ်ဆိုပြီးပြောဖြစ်သွားမပါလား အဲ့အကောင်မကြည့်ရုံညမစားတော့ငါရိုက် အလဲအညွန့်လေးနေဟမ်ဟာလားဘာလို့ခိုင်းအခုပဲပြေးတပြေးနည်းနည်းကြိုက်လိုက်ကောက်လိုက် ငါကြိုက်လိုက်နေတယ်တို့ကြိုက်ပြပေးတယ် အပြုံလိုက်မကောက်လိုက်ဘူးအပြုံလိုက်လို့ရှင်တော့မဆန်ဘူးနင်တို့ကလာပြီးတော့ညို့ဆန်